ရောက်လာတော့အမေအဖွားကအိမ်ရပြီအိမ်ရှိထွက်လာပြီးမဟက်ကိုတောင်းဖို့တဲ့အတိုင်းရာဒူးကိုတောင်းဖို့လိုက်တဲ့ဖိတ်တိုင်းကြအောင်ရပြီရာဒူးကမိန်းကလေးကိုတနာစိတ်နဲ့အလကားပေးချင်နေတော့လဲပဲမိန်းကလေးတို့စိတ်တိုင်းကြအောင်ကောင်းပါပြီအဖွာကျွန်တော်ဘာနဲ့လဲရမလဲဆိုပြီးအိမ်ထဲကိုဝင်သွားလိုက်တယ်အိမ်ထဲရောက်တော့အဖွားအိုကမာဟက်ကိုပြခဲ့တဲ့အတိုင်းပကံပြားနဲ့လဲဖို့ပြလိုက်တယ်ကဲလူလေးလည်းရောက်ပါပြီရာဒူးကဘကံကိုကြည့်လိုက်တော့ဟာအဖွားရဲ့ဒီဘကံကရွှေဘကံပြားပဲအဖွားကျွန်တော်မှလည်းပြည့်စည်အလုံးနဲ့ပတ်ဖန်တွေပေးမယ်ဆိုရင်တော့ကျွန်တော်မလဲနိုင်ပါဘူးလို့ပြောတယ်ဟုတ်တယ်ဒီလိန်ပြောရလားဟုတ်တယ်မဟုတ်ဘူးရာဒူးကကြတော့အမှန်ကိုပြောတာဟာအဖွားကြီးဒါကတော့ရွှေပကံပဲကျွန်တော်စီမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးနဲ့လဲမယ်ဆိုရင်တော့မလဲနိုင်ပါဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့မှာရှိတဲ့ပစ္စည်းတွေထက်ရွှေပကံကတန်မိုးကြီးလို့ပါတဲ့အဲ့ဒီအခါအဖွားအိုကရပါတယ်လူလေးရဲ့အဖွားတို့ကအသက်လဲကြီးနေပါပြီရွှေတွေငွေတွေနားမလဲဘူးမမက်မောပါဘူးမြေးလေးအတွက်လက်ကောက်လေးတကွင်းရရင်တော်ပါပြီလို့ဆိုတော့ရာဒူးကဖာပြန်ပြောလဲကဲဖတ်ပြလိုက်ပါအောင်ရာဒူးကဖာပြန်ပြောလဲဒါဖို့လဲကျွန်တော်မှာပါလာတဲ့အရာအလုံးနဲ့လဲပါမယ်ကျွန်တော်ပြန်ဘိုးအတွက်လေးဗီခန္ဓာစီကခန္ဓာရှိခန္ဓာဒင်းလေစီကဒင်းကားရှစ်ပြားနဲ့ချိန်ဝင်လေးပဲယူပါမယ်လို့ဆိုပြီးပါလာတဲ့လို့ဆိုပြီးပါလာတဲ့ပြည့်စည်တွေအလုံးနဲ့ပတ်ဖန်တွေကိုအလုံးနဲ့လိုက်တဲ့ကွယ်ဟုတ်တယ်ရာဒူးကသူ့မှာပါလာတဲ့ပစ္စည်းတွေအကုန်လုံးနဲ့လဲလိုက်တယ်ရာဒူးထွက်သွားပြီးမကြခင်မှာမာဟက်ကအဖွားအိုတို့အိမ်ကိုပြန်ရောက်လာတဲ့ပြီးတော့အဖွားအိုကိုဒီလိုပြောလိုက်တယ်အဖွားကြီးကျွန်တော်စိတ်ပြောင်းသွားပြီခုနကပကံနဲ့လက်ကောက်နဲ့လဲမယ်တွားယူလာခဲ့ပါလို့ပြောချိန်အဖွားကဘာပြောလိုက်လဲလူလေးမလို့တော့ပါဘူးကုန်တဲ့ရောက်လာလို့လဲလိုက်ပါပြီအခုဖိုတူလေပေါ်တောင်ရောက်နေလောက်ပြီလို့ပြောတတ်တယ်ဟုတ်တယ်မာဟက်ကအဲ့ဒီချိန်မှာဟန်တောင်မဆောင်နိုင်တော့ဘဲနဲ့ရာဒူးနောက်ကိုဘလို့អော်ပြီးလိုက်သွားတယ်ဘလို့អော်တော့ရာဒူးကငါရွှေဘကံပြားပြန်ပေးလို့အော်ဟစ်ပြီးသူ့ရဲ့ပစ္စည်းတွေကိုအလုံးပြချလိုက်သွားတဲ့ကွယ်သူမြစ်စိန်သားရောက်တော့ရာဒူးကမြစ်ရဲ့အလေကိုတောင်ရောက်နေပြီတဲ့ရာဒူးကလှေပေါ်ကနေလက်ပြနှုတ်ဆက်လိုက်တယ်မာဟက်ကတော့ငါလောဘကြီးမိလို့ရွှေပကံပြားကငါစီအရင်ရောက်လာတာတော့ငါမရလိုက်တာပဲလို့အော်ဟစ်ညီတွားရင်မြစ်စိန်မှာငိုကြွေးပြီးကြံခဲ့တဲ့ကွယ်ကဲအဲ့တော့ဒီပုံမြင်လေးကပေးခြင်းတဲ့လက်စင်ကဘာအကြောင်းလေးလဲဒီပုံမြင်လေးကိုနားထောင်ပြီးတော့မာဟက်လိုမျိုးလောဘထက်ခဲရင်ထိုက်တန်တဲ့အရာကိုရလာခဲရင်လည်းလို့ရတဲ့နော်ရာဒူးလိုမျိုးမှန်ကန်တဲ့အရာကိုမှန်အတိုင်းပဲပြောရမယ်ကဲအဲ့တော့ဒီပုံမြင်လေးမှာဆိုရင်မာဟက်နဲ့ရာဒူးနှစ်ယောက်ကတငယ်ချင်းတွေကုံတယ်တွေခရီးသွားတော့ရွှေပကံများတွေ့ရတယ်အဲ့တော့ဘသူကအမှန်တိုင်းပြောလဲရာဒူးကအမှန်တိုင်းပြောတယ်ဟုတ်တယ်ကဲတတနောက်နေ့တွေမှာလဲလူလေးနဲ့မေမေကပုံမြင်လေးတွေဖတ်ပြသွားပါအောင်မယ်နော်တတလုပ်လိုက်ပါအောင်